မင်္ဂလာပါရှင်ဒီနေ့တော့ချင်းချင်းဆက်ဆက်နဲ့ green ရှင်းစေတဲ့ကြက်ရိုးချင်ဆက်ချက်နည်းလေးကိုမျှဝေပေးပါမယ်ရှင်ကြက်ရိုးချင်ဆက်ချက်ဖို့အတွက်ကြက်သားကိုရေစင်အောင်စေစားနဲ့နေပြီးတော့ပထမဦးဆုံးရေတန်းထဲမှာဒီလိုမျိုးလေးပြုတ်ပေးပါမယ်ရေကပွက်ပွက်ဆူလာပြီးတော့ကြက်သားရဲ့အညီတွေကဒီလိုမျိုးတက်လာပြီဆိုလို့ရှိရင်เนาะပကံအတန့်ကလေးတွေကိုဒီကြက်သားအတုံးလေးတွေကိုပဲရွေးပြီးတော့ဆယ်လိုက်ပါမယ်ပြီးရင်တော့ဒိတ်အိုးကိုလည်းဆင်အောင်လို့ဆေးပါမယ်ကြက်သားအတုံးတွေကိုလည်းရေနဲ့တန့်နေအောင်လို့ဆေးလိုက်ပါမယ်ချက်သားတုံးတွေကိုဆေးတဲ့နေရာမှာဒီလိုမျိုးခါခါပြီးတော့ဆေးပေးပါမယ်။အညီကလေးတွေအဖက်ကလေးတွေကတ်နေလို့ရှိရင်လည်းကွာသွားအောင်လို့ပါ။ဒီလိုမျိုးဆိုင်းကပေးလိုက်တဲ့အချိန်မှာချက်သားရဲ့တောင်ပံကလည်းပါတာမို့လို့ချက်တောင်ပံမှာရှိနေတဲ့အမွှေးကလေးတွေကျန်တာကိုလည်းစီနေအောင်လို့ဒီလိုမျိုးလေးတစ်ခါတည်းဖယ်လိုက်ပါမယ်။ပြုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဖယ်ရတာလည်းလွယ်လွယ်ကူကူနဲ့ဖယ်လိုက်လို့ရပါတယ်။ချက်သားတွေကိုဒီလိုမျိုးတန့်နေအောင်လို့ဆေးပြပြီဆိုလို့ရှိရင်เนาะမြုပ်သီးစိမ်အနီရောင်နဲ့အစိမ်းရောင်ကလေးကိုဒီလိုမျိုးဓားလေးနဲ့နုနုဆင်းပြီးတော့ထည့်ထားလိုက်ပါတယ်ပြီးရင်တော့တန့်နေအောင်ဆေးထားတဲ့ချက်သားတုံးတွေကိုထည့်ပြီးတော့ချက်ပေးပါမယ်ရှင်အရသာအနေနဲ့ကတော့စာအချိုမုံနဲ့ငယ်ကိုထည့်ပြီးတော့စူနေအောင်လို့ပြုတ်ထားလိုက်ပါမယ်ပြုတ်ထားတာကမိနစ်20လောက်ရှိပြီးပွက်ပွက်လဲဆူနေပြီဆိုရင်တော့ချင်းစော်ကားသီးကိုပပလေးလှီးပြီးတော့အချောက်ခံထားတဲ့အဖက်ကလေးတွေကိုရေစင်အောင်ဆေးပြီးတော့ထည့်လိုက်ပါမယ်ဒီကောင်လေးကအရသာအချင်းအတွက်ထည့်တာဖြစ်ပါတယ်အကယ်လို့ချင်းစော်ကားသီးဖက်ကလေးမရှိဘူးဆိုလို့ရှိရင်တော့မကြီးသီးအနှစ်ကိုဖြော်ပြီးတော့ထည့်လို့ရပါတယ်ပြီးရင်တော့အနံ့အတွက်နန်းနန်းပင်ကိုများများကလေးလှီးပြီးတော့ထည့်လိုက်ပါမယ်နောက်ထပ်10မိနစ်လောက်ပွက်ပွက်ဆူအောင်တည်ပေးလိုက်ပြီဆိုလို့ရှိရင်တော့ဟင်းရည်လေးကရပါပြီဒီချက်နီးလေးကလွယ်ကူပြီးတော့စားလို့လည်းကောင်းပါတယ်တောက်ရတာလည်းချင်းချင်းဆက်ဆက်ကလေးနဲ့အနံ့ကလေးကလည်းမှုေးပြီးတော့ဂရင်းလည်းရှင်းပါတယ်ကြာစံကြောခေါက်ဆွဲကြော်စားတဲ့နေ့ပဲဖြစ်ဖြစ်ထမင်းလေးကိုအသီးနှံလေးနဲ့ကြော်စားတဲ့နေ့ပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးကလေးတောက်စားမယ်ဆိုလို့ရှိရင်ကိုလိုက်ဖက်တဲ့ဟင်းနေရာလေးတစ်ခုဖြစ်ပါတယ်ရှင်ချက်သားကိုပဲနူးနေအောင်ပြုတ်ထားပြီးတော့သူ့ရဲ့ပြုတ်ရည်ထဲမှာပဲအရသာနေနဲ့စားချုံမုံကိုတုံးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စီလည်းမပါဝင်ပဲနဲ့ဒီလိုမျိုး green ရှင်းပြီးတော့ကျမရည်နဲ့ညီညွတ်တဲ့ဟင်းတစ်ခွက်ဖြစ်ပါတယ်အကယ်လို့ပို့ပြီးတော့ကျမစေခြင်းလို့အချိုမုံရှောင်ခြင်းနဲ့ဆိုလို့ရှိရင်လေဒီချက်သားရဲ့အချိုတန်းနဲ့ပဲဒီဟင်းရဲ့အရသာကပေါ်လွင်ပြီးတော့တောက်လို့လည်းကောင်းပါတယ်စားလို့လည်းကောင်းပါတယ်ကိုလက်စထရောကိုလည်းနည်းစေတဲ့ဟင်းလျာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဓာတ်ရိုက်လုပ်တဲ့သူတွေအတွက်လည်းသင့်တော်တဲ့ဟင်းတစ်ခွက်ဖြစ်ပါတယ်ရှင်အခုဆိုရင်တော့အရာအနံ့အရသာနဲ့ပြည့်စုံတဲ့ဟင်းရည်ကလေးကိုမိနစ်30လောက်နဲ့ချက်လို့ရပြီဆိုတော့အားလုံးပဲအဆင်ပြေကြပါစေရှင်